ဒီ honeymoon နေရာတွေကတကယ်ပဲ paradise လို့ခန်းစားရစီမယ်။နံပါတ်1 Maldives ကြည်လေးတဲ့ပင်လယ်ရေနဲ့ရွှေဘော်ဗီလာလတ်လာတွေနံပါတ်2 Santorini Greece အိမ်မက်လိုဇက်ဆက်တွေနံပါတ်3 Bora Bora Lansley Island ပိုင်းနဲ့အရန် romanticနံပါတ်4 Switzerland နေတော်ချာ romantic trail ride တွေနံပါတ်5 Bali ဇက်သက်တာပြီး Lansley ဖီရတဲ့ tropical paradise နံပါတ်6အချစ်မြတ်တို့လို့ခေါ်ကြတဲ့ Paris နံပါတ်9 Japan ငိမ့်ချက်တဲ့တရားကြောင့်လေ Cherry Blossom Panela တွေနဲ့အရန် romantic ဖြစ်တဲ့နေရာဒါဆိုဒီနေရာတွေထဲမှာ honeymoon တဲ့ဘယ်နေရာကိုသွားချင်ဆိုလဲသင်နဲ့တူသွားချင်တဲ့သူကိုတက်လိုက်ပါ